အားလုံးကိုမင်္ဂလာပါဒီနေ့မှာကျွန်တော်တို့အတူတူပါစစ်ချင်ကိုယူမဲ့နှုတ်ကပတော်ရဲ့ခေါင်းစဉ်ကစိမှန်သောကောင်းကြီးဆိုတဲ့ခေါင်းစဉ်နဲ့အတူတူပါစစ်ချင်ကိုယူမှာဖြစ်ပါတယ်မိတ်ဆွေချေကျွန်တော်ညီကိုမန်မနေယခုကျွန်တော်တို့အသက်ရှင်နေချိန်မှာလက်ရှိမှာကျွန်တော်တို့ပိုင်ဆိုင်ထားသောစီးစိမ်ဥစ္စာတွေကဖရာတခင်စီမှာလာတာလားဒါမှမဟုတ်လောကစီမှာလာတာလားဆိုတော့ကျွန်တော်တို့သိဖို့လိုအပ်တာဖြစ်တယ်ကျွန်တော်နှုတ်ကပတော်တစ်ပိုက်ကိုဖတ်စီကြည့်နေဖြစ်တယ်သုတ်တအခန်းကြီး30အခန်းငယ်20မှာထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည်စီးစိမ်ကိုဖြစ်စေတတ်၏ထိုစီးစိမ်လေးလည်းဝါနဲ့ချစ်အကြောင်းကိုရောနှောတော်မူဘူးအာမင်အဲ့ဒီမှာကျွန်တော်ဗာမြင်တယ်ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာကတဲ့စီးစိမ်ကိုဖြစ်စေတတ်တယ်တဲ့ပြီးတော့ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာကဝါနဲ့ချစ်နဲ့မရောဘူးတဲ့မိတ်ဆွေကျွန်တော်ညီကိုမန်ပါတယ်ဒီနေ့ဒီချင်းကျွန်တော်ပိုင်ဆိုင်ထားတဲ့အရာကိုပြန်လက်ကြည့်လိုက်ပါအဲ့ဒီအရာကတိကိုမြဲတာဝါနဲ့ချင်းနဲ့ကြုံတွေ့ခဲ့စီလားတကယ်ပဲအဲ့ဒီတိပိုင်ဆိုင်တဲ့စီးစိမ်တွေကတိကိုမြဲတာစိုးရိမ်ပူပန်ခြင်းနဲ့ရောနှောလီလားဆိုတာကိုပြန်ဆက်စီပါတကယ်လို့များအဲ့ဒီအရာကတိရဲ့စီးစိမ်ဥစ္စာတွေကတိကိုမြဲတာစိုးရိမ်ခြင်းနဲ့ပူပန်ခြင်းနဲ့ကြောက်ရွံ့ခြင်းနဲ့ယူဆောင်လာရင်အဲ့ဒီအရာကဘုရားစီမှာလာတော့မဟုတ်ဘူးဆိုတာကျွန်တော်သိရတာဖြစ်တယ်။ဒါပေမဲ့ဘုရားသခင်စီမှာလာတော့အရာကဝမ်းနဲ့ချင်းမရောဖြစ်တယ်။တချို့တော့ကျွန်တော်ညီကိုမန်မတွေလာစားနေပေမဲ့လည်းကျွန်တော်ကြည့်တာအမြဲတမ်းပျော်ရွှင်တာကျွန်တော်တွေ့ရတာဖြစ်တယ်။အမြဲတမ်းဝမ်းမြောက်တာကျွန်တော်တွေ့ရတာဖြစ်တယ်။သို့တော့တချို့တော့ကျွန်တော်ညီကိုမန်မတွေကလာစားတွေမြောက်များစွာရရှိတယ်ဖြစ်တယ်။စီးစိမ်ဥစ္စာတွေများစွာကျွယ်ဝခြင်းတွေရှိခဲ့မှလည်းသူတို့ရဲ့အသက်တာထဲမှာအမြဲတမ်းစိုးရိမ်ခြင်းတွေပူပန်ခြင်းတွေပြဿနာ16000တဲ့အသက်ရှင်နေကျွန်တော်တွေ့ရတာဖြစ်တယ်။ဒါဆိုအဲ့ဒီဆိုကျွန်တော်တို့ဘဝမှာပြန်လည်ဆက်စစ်ဖို့လိုအားဖြစ်တယ်။ဒီအရာဟာကျွန်တော်ကဖျားစီမှာလာတာနဲ့တောင်းဖို့လောကမှာရတဲ့အရာလားဆိုကျွန်တော်တို့ပြန်ဆက်စစ်ဖို့လိုအားဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကိုမန်မတွေလောကကရတဲ့အရာကိုမတက်မှန်ပါနဲ့ကျွန်တော်အားပေးကြည့်တယ်။ဖျားတခင်ပေးတဲ့ကောင်းချီးပဲယူပါလို့ကျွန်တော်အားပေးကြည့်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကိုမန်မတွေကျွန်တော်တို့ဘဝတက်တာထဲမှာတခြားသောအရာတွေတဲ့ဘုရားသခင်ကျွန်တော်တို့ကိုပေးထားတဲ့အရာကလွတ်လောက်တာဖြစ်တယ်။နည်းစီဖြစ်စေများစီဖြစ်စေဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာခါလေးအရာကိုဝမ်းမြောက်စွာရှိတယ်ဖြစ်တယ်။အမြဲတမ်းကိုပျော်ရွှင်စွာဖြစ်သောအရာဖြစ်တယ်။အဲ့ဒါကဘာလဲဘုရားရဲ့ကောင်းချီးမင်္ဂလာဖြစ်တယ်။ဘာလဲဆိုတော့ဘုရားသခင်ကကျွန်တော်တို့ကိုညစ်သက်ခြင်းနဲ့ရောပြီးတော့ပေးထားတဲ့ကောင်းချီးမင်္ဂလာဖြစ်တယ်။တကယ်မှကျွန်တော်တို့တက်တာထဲမှာအမြဲတမ်းစိုးရိမ်ခြင်းပက်စာရှိပေမဲ့လည်းကျွန်တော်တို့အမြဲတမ်းကြောက်ရွံ့ချွေနေစိုးရိမ်ခြင်းနဲ့အသက်ရှင်ရရင်ညီကိုမတော်တွေကျွန်တော်အားပေးကြည့်တယ်အဲ့ဒီလမ်းတို့ဆက်မသွားဘဲနဲ့ဘုရားသခင်ပြည့်စုံထားသောကောင်းချီးမင်္ဂလာဝမ်းနဲ့ချင်းနဲ့မရောတော့ကောင်းချီးမင်္ဂလာပဲမျှော်လင့်ပါတော့ကျွန်တော်အားပေးကြည့်တယ်လောကကကျွန်တော်တို့တစ်ခါတည်းလဲစားတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီစီးစိမ်ဥစ္စာတွေကျွန်တော်တို့လိုက်ရင်ကျွန်တော်အမြဲတမ်းပူပြီးတော့ကန်လို့ကျွန်တော်တို့အသက်ရှင်ရမှာဖြစ်တယ်သို့တော့ဘုရားသခင်ကျွန်တော်တို့ပေးမဲ့ကောင်းချီးမင်္ဂလာနည်းစီဖြစ်စေများစီဖြစ်စေအဲ့ဒီຢာတွေကကျွန်တော်တို့ရောင်ရဲတင်းတင်းအရာကိုကျွန်တော်တို့ဘဝကတာယာပျော်ရွှင်တော့ခရိယာတက်တာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ဒီကုမနာတိအတက်တာထဲမှာဒီခုလက်ရှိမှာတိပတ်ဆာထားတဲ့အရာကဝမ်းနည်းမှုနဲ့ပြည့်နေလားဒါမှမဟုတ်ခြေကွဲမှုနဲ့ပြည့်နေလားဒါမှမဟုတ်ဘုရားသခင်တိကိုပေးထားတော့ကောင်းချီးမင်္ဂလာဝမ်းနဲ့ချင်းနဲ့မရောတော့ကောင်းချီးမင်္ဂလာဆိုတာပြန်လဲဆန်းစီပါဒါကြောင့်မို့ကျွန်တော်ညီကိုမောင်နှမတွေစိတ်မှန်သောကောင်းချီးမင်္ဂလာကလည်းဘယ်တော့မှဝါနေခြင်းနဲ့မရောဘူးဖြစ်တယ်အားလုံးကိုဘုရားရှင်ထူးကောင်းချီးပေးပါစေ